ရှုနာမ၌မင်္ဂလာပါလို့ပြောဆက်ပါတယ်ကျွန်တော်နာမည်ကတော့ဆရာကောင်းကျော်ဖြစ်ပါတယ်ကျွန်တော်ကတော့တရားလေးရုပ်ကမှာအမှုတော်ကိုဆောင်နေတဲ့ဆရာကျော်ဖြစ်ပါတယ်ဒီနေ့တင်လာနေ့ညချမ်းဝပြုချိန်ကမှာကျွန်တော်တို့ဒီကတမန်တော်ဝတ္ထုခန်းကြီး25ကိုဖတ်ရှုပြီးတော့မှဘဝခေါ်ကြရအောင်တမန်တော်ဝတ္ထုခန်းကြီး25ပေတိုမင်းရှိ၌စစ်ကြောခံရခြင်းတမန်တော်ဝတ္ထုအခန်းကြီး25ပေတိုမင်းသည်ထိုပြည်သို့ရောက်၍3ရက်ရှိသောအခါကဲသရီမြို့မှယေရုရှလင်မြို့သို့တက်သွား၏ထိုအခါယေဘုရား၏မိမစား၍ယူဒလူကြီးကဲ့သို့သည်ပေါလုကိုတက်ခြင်းကလမ်းနာ၌ချောင်းနေပြီဟုအကြံရှိသည်နှင့်ပေါလု၏အကြောင်းကိုကြားလျှောက်တောင်းပန်၍သူကိုယေရုရှလင်မြို့သို့စေလွှတ်တော်မူမည်အကြောင်းအတနာတော်ခံကြ၏ပေတိုမင်းကလည်းပေါလုသည်ကဲသရီမြို့၌အချုပ်ခံလျက်နေရ၏ထိုမြို့သို့များမကြာငါကိုယ်တိုင်သွားမည်သင်တို့တွင်တက်နိုင်သောသူတို့သည်ငါနှင့်အတူလိုက်၍ထိုသူ၌အပြစ်ရှိလျင်အပြစ်တင်ကြစေဟုပြောဆို၏ထိုနောက်10ရက်လောက်နေပြီးမှကဲသရီမြို့သို့သွား၍နတ်ပြန်နေ့၌တရားပလင်ပေါ်မှာထိုင်လျက်ပေါလုကိုခေါ်ချေဟုအမိန့်ရှိ၏ပေါလုရောက်သောအခါယေရုရှလင်မြို့မှလာသောယူဒလူတို့သည်ဝန်းရံလျက်သက်သေမပြနိုင်ဘဲလေးစွာသောအပြစ်များတို့ကိုပေါလုအပေါ်၌တင်ကြ၏ပေါလုကလည်းကျွန်ုပ်သည်ယူဒတရားကိုမပြစ်မှားပါဗိမာန်တော်ကိုမပြစ်မှားပါကဲတာဘယင်ကိုမပြစ်မှားပါဟု၍အပြစ်ဖြေစရာစကားကိုပြောလေ၏သို့တော်လည်းဖေတိုမင်းကတင်သည်ယေရုရှလင်မြို့သို့သွား၍ငါရှိမှဤအမှုစီရင်ခြင်းကိုခံမည်လောဟုယူဒလူတို့ကိုကျေးဇူးပြုလိုသောစိတ်ရှိလျက်ပေါလုအားမေးလေ၏ပေါလုကလည်းကဲတာဘယင်တရားပလင်ရှိမှအကျွန်ုပ်ရပ်ပါ၏ထိုပလင်ရှိမှအကျွန်ုပ်အမှုကိုစီရင်အပ်ပါ၏ကိုတော်သည်အမှန်သိတော်မူသည့်အတိုင်းအကျွန်ုပ်သည်ယူဒလူတို့ကိုအလင်မပြစ်မှားပါအကျွန်ုပ်ပြစ်မှား၍တေထိုက်သောအပြစ်ကိုပြုမိသည်မှန်လျင်တေဘေးကိုကျွန်ုပ်မရှောင်ပါထိုသူတို့တင်သောအပြစ်တစ်စုံတစ်ခုမျှမမှန်လျင်သူတို့လက်သို့ကျွန်ုပ်ကိုအဘယ်သူမျှမစွန့်မရပါကဲတာဘင်အယူတော်ကိုခံပါမည်ဟုလျှောက်ဆို၏ထိုအခါဖေတိုမင်းသည်တိုင်ပင်ဘက်တို့နှင့်တိုင်ပင်ပြီးလျင်တင်သည်ကဲတာဘင်အယူကိုခံပါမည်ဟုဆိုသလောကဲတာဘင်ထံတော်သို့သွားရမည်ဟုဆို၏ထိုနောက်များမကြာအဂိဘမင်းကြီးသည်မိမိခင်မောဘေရနိတ်နှင့်တကွာဖေတိုမင်းကိုနှုတ်ဆက်ခြင်းကကဲသရီမြို့သို့ရောက်လာ၏အိမ်တန်ကာလနေပြီးမှဖေတိုမင်းသည်ပေါလု၏အကြောင်းကိုမင်းကြီးအားကြားပြောသည်မှာဖေလစ်မင်းသည်အချင်းထားရေးစေသောလူတစ်ယောက်ရှိယေရုရှလင်မြို့၌အကျွန်ုပ်ရှိသောအခါယေဘုဟိတ်အကြီးတို့နှင့်ယူဒအမျိုးအကြီးအကဲတို့သည်ထိုသူ၏အကြောင်းကိုကြားလျှောက်၍အပြစ်အလျောက်စီရင်ပါဟုတောင်းပန်ကြလျင်အကျွန်ုပ်ကလည်းအပြစ်တင်ခြင်းကိုခံသောသူသည်အပြစ်တင်သောသူတို့နှင့်မျက်မှောက်တွေ့၍မိမိ၌တင်သောအပြစ်ကိုဖြေရသောအခွင့်မရှိမီအဘယ်သူကိုမျှအသေးခံစေခြင်းငှာမစွန့်မအပ်ရဟုပြောမှထုံးစံရှိကြောင်းကိုပြောဆို၏ထိုသူတို့သည်ဤမြို့သို့ရောက်သောအခါအကျွန်ုပ်သည်မဆိုင်မလင့်ဘဲနတ်ပြန်နေ၌တရားပလင်ပေါ်မှထိုင်၍ထိုသူကိုခေါ်စေ၏သူကိုအမှုလုပ်သောသူတို့သည်လာကြလျင်အကျွန်ုပ်အထက်ကထင်မှတ်သောအပြစ်တစ်စုံတစ်ခုကိုမျှမတင်ဘဲလျက်မိမိဘာသာနှင့်၎င်းယေရှုအမည်ရှိသောသေပြီးသူတယောက်နှင့်၎င်းရှင်သောပု္ပ္ပာအမင်းကိုအကြောင်းပြု၍ဖြစ်တင်ကြ၏ထိုယေရှုသည်အသက်ရှင်လျက်ရှိသည်ဟုပေါလုဆိုတတ်၏ထိုပု္ပ္ပာအမင်းကိုကျွန်ုပ်သည်မကျွမ်းသောကြောင့်ပေါလုအားလည်းသင်သည်ယေရုရှလင်မြို့သို့သွား၍ဤအမှုစီရင်ခြင်းကိုခံမည်လောဟုမေးလျင်ပေါလုသည်ဘုန်းကြီးတော်မူသောဘုရင်အယူတော်ကိုခံလို၍မိမိကိုချုပ်ထားစေခြင်းကတောင်းပန်သောကြောင့်သူကိုကဲတာဘုရင်ထံတော်သို့မစေလွတ်မီတိုင်အောင်ချုပ်ထားစေခြင်းကအကျွန်ုပ်စီရင်သည်ဟုဖေတိုမင်းပြောဆို၏အဂိဘမင်းကလည်းထိုသူ၏စကားကိုအကျွန်ုပ်သည်ကိုယ်တိုင်နားထောင်ခြင်းပွဲဖြစ်သည်ဟုဆိုရင်ဖေတိုမင်းကနတ်ပြန်နေ၌သူ၏စကားကိုနားထောင်ပါလောဟုဆို၏နတ်ပြန်နေ၌အဂိဘမင်းနှင့်ဘေရနိတ်တို့သည်များစွာသောဂုဏ်သေးကိုဆောင်လျက်စစ်သူကြီးတို့မှစား၍ထိုမျိုး၌ထင်ရှားသောသူများတို့နှင့်တကွအိမ်တော်ဦးသို့ဝင်ကြလျင်ဖေတိုမင်းသည်ပေါလုကိုဆောင်ခဲ့စေ၏ဖေတိုမင်းကလည်းအဂိဘမင်းကြီးမှစား၍ယခုရှိသောသူအပေါင်းတို့ဤသူကိုကြည့်ကြပါလောယေရုရှလင်မြို့၌၎င်းဤမြို့၌၎င်းယူဒလူအများအပေါင်းတို့ဒီဤသူ၏အကြောင်းကိုကျွန်ုပ်အားလျှောက်၍သူသည်ခဏမျှအသက်မရှင်ထိုက်ပါဟုပြောကြ၏သူသည်သေထိုက်သောအပြစ်မပြုကြောင်းကိုကျွန်ုပ်သိမြင်၍၎င်းသူသည်ဘုန်းကြီးတော်မူသောဘုရင်အယူတော်ကိုခံပါမည်ဟု၎င်းသူကိုထံတော်သို့
နော်သူကအေယုဂလီကိုဟောပြောတဲ့အခါမှာတော့သူ့ကိုမနာလိုတဲ့လူတွေရှိတယ်အဲ့လူတွေကရှားလူတွေမဟုတ်ပါဘူးသူရဲ့လူမျိုးတွေနော်ပြလူမျိုးတွေကအဲ့ဒီကမှသူ့ကိုဒီနေ့ရုံးတော်ကိုပို့ကြတယ်ပေါ့နော်ပို့တဲ့အခါမှာကျွန်တော်တို့ကပထမဖတ်ခဲ့တဲ့ဖေတုံမင်းကသူ့ကိုစစ်မေးတဲ့အခါမှာသူအပြစ်မရှိဘူးဆိုတော့သူကတွေ့တယ်ပေါ့နော်တွေ့တဲ့အခါမှာသူကတဆင့်နော်ဖေတုံမင်းကနေတဆင့်သူကနောက်ထပ်နော်အဲ့ဖေတုံမင်းတဲ့ကြီးတဲ့နော်ဘယင်တစ်ပါးထံကိုသူ့ကိုထပ်ပြီးတော့မှဆေလို့ပြီးတော့မှတက်တည်ခံပါအောင်မယ်နော်သူအဲ့ဒီဘယင်ရဲ့စစ်သေးခြင်းကိုလည်းခံနိုင်ပါတယ်ဆိုပြီးတော့မှသူ့ကိုနော်ဒီကဲတာဘယင်ထံတော်ကိုပို့ပါပြောရင်ဒိဗေကဘာလဲဆိုရင်ဒီနေ့ယုံကြည်သူဘုရားသားသမီးတွေကလည်းရှင်ဘောလူကဲ့သို့ပဲဖြစ်ရမယ်နော်ကျွန်တော်တို့ဒီနေ့ဒီချိန်ကာကြီးမှာအေယုဂလီဟောပြောတဲ့အခါမှာအရင်မလွယ်ပါဘူးခက်ခဲပါတယ်နော်ကျွန်တော်လည်းဒီနေ့ဒီချိန်ထိဒီတောင်တကုံမှာအမှုတော်ဆောင်လုံနေတာဆိုရင်တနင်္ခွဲလောက်ရှိပြီပေါ့နော်တနင်္ခွဲလောက်အေယုဂလီဟောတယ်ဟုံးဆဲတွေသွားတယ်နော်ခရစ်စမတ်ဆိုလို့ရှိရင်လည်းခရစ်စမတ်အလျောက်သူတို့ကိုခေါ်ပြီးအေယုဂလီတွေဟောပြောတယ်ဒါပေမဲ့သူတို့ကကြားပြီးတော့မှသူတို့ရဲ့စိတ်နှလုံးသားထဲမှာပြောင်းလဲခြင်းမရှိဘူးဆိုတာတွေ့ရတယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့သူတို့ဒီလောကသားတွေဖြစ်လို့ဒါပေမဲ့သူတို့ကိုကျွန်တော်အပြစ်ပြောလို့မရဘူးဘာကြောင့်လဲဆိုတော့အေယုဂလီဆိုတဲ့အရာကဟောရမယ့်တောင်းကကျွန်တော်တို့တောင်းဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်အေယုဂလီကိုအချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဟောရမယ်လို့လဲတမန်တော်ကြီးရှင်ဘောလူကပြောထားတယ်တမန်တော်ကြီးရှင်ဘောလူဆိုရင်လည်းဒီတမန်တော်ဝတ္ထုအခန်းကြီး25ရောက်တဲ့အခါမှာလူတွေရဲ့ဆွဆွဲခြင်းကိုခံရတဲ့ရှင်ဘင်တွေရဲ့အရှိမရောက်ပြီးတော့မှသူ့ကိုစစ်မေးတဲ့အချိန်ထိရောက်ခဲ့တယ်ဒါပေမဲ့သူဒီလုံးဝကြောက်ရွံ့ခြင်းမရှိခဲ့ဘူးအဲ့ဒါကဘာကြောင့်လဲဆိုတော့အေယုဂလီတကိုးကြောင့်သူဒီအဲ့လိုမျိုးဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်ယုံကြည်သူတွေအနေနဲ့ကျွန်တော်တို့နော်ဆရာမတွေကိုကျွန်တော်တူကဒီထဲမှာနော်ကျွန်တော်တို့အားလုံးယုံကြည်သူမိသားစုအချင်းချင်းကျွန်တော်တို့အားပေးခြင်းတဲ့တခုကဘာလဲဆိုတော့အေယုဂလီကိုအချင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဟောရမယ်ပြောရမယ်ဘာကြောင့်လဲဆိုတော့လူတွေကကျွန်တော်တို့ပြောမှသိမှာနော်အဲကျွန်တော်တို့ကယုံကြည်ခြင်းဒီကြားနာခြင်းအဖြစ်ကြားနာခြင်းဒီလည်းဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်ရဲ့စကားအားဖြင့်ဖြစ်တယ်ဆိုတဲ့နှုတ်ကပတ်တော်လာသည့်အတိုင်းပဲကျွန်တော်တို့ကဖခင်ရဲ့နှုတ်ကပတ်တော်အေယုဂလီကိုဟောပြောပေးရမယ်တောင်းရှိတဲ့အခါမှာအဲ့ဒီတောင်းကိုခြေပေါ်စာထမ်းဆောင်ရမယ်ဆိုတော့တွေ့ရပါဒါကြောင့်ဒီနေ့နော်တမန်တော်ဝတ္ထုအခန်းကြီး25အားဖြင့်ကျွန်တော်အတူချုံခွာယူရမယ့်ရာကဘာလဲဆိုရင်အေယုဂလီဟောခြင်းအားဖြင့်တွေးကြုံလာတဲ့အခက်အခဲပြဿနာတွေကိုလုံးဝမကြောက်စရာမလိုပါဘူးဆိုတာကိုခွာပေးခြင်းတာဖြစ်ပါတယ်တမန်တော်ရှင်ဘောလူကိုစောင့်ရှောက်တဲ့ဘုရားသခင်ကလည်းကျွန်တော်တို့ကိုးကွယ်နေတဲ့ဘုရားသခင်ဖြစ်ပါတယ်ကျွန်တော်တို့ကိုလည်းတမန်တော်ရှင်ဘောလူကဲ့သို့စောင့်ရှောက်နိုင်တယ်ဆိုတာကိုယုံကြည်ခြင်းအပြင်ရှေ့ဆက်ပြီးတော့မှတွားကြရအောင်လို့ကျွန်တော်တို့ညီကောင်မောင်တို့ကမှုတော်ဆောင်ဆရာဆရာမတွေကိုလည်းအားပေးခြင်းနဲ့ယုံကြည်သူတွေကိုလည်းအားပေးခြင်းခေတ်ကာလကြီးကမကောင်းဘူးဒါပေမဲ့ကျွန်တော်တို့မကောင်းပေမဲ့လောက်ရမယ့်တောင်းရှိတဲ့ຢာကိုအဆုံးထိလှုပ်ဆောင်သွားကြရအောင်လို့ဒီနေ့တမန်တော်ဝတ္ထုအခန်းကြီး25အားဖြင့်နော်တို့ချုံပြီးတော့မှခေါင်းအားပေးပါတယ်ဒီရောက်ချင်းတွေမှာဘုရားသခင်ကောင်းချီးပေးပါစေ